NC report အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာတော့2026ခုနှစ်ဇန်နဝါရီလတတိယအပတ်တွင်မှာဖြစ်ပွားခဲ့တဲ့ချင်းပြည်တခွင်နဲ့ဆက်ဆက်နေတဲ့အကြောင်းအရာတွေကိုစုစည်းပြီးတော့ကျွန်မ Grace ကနေတင်ဆက်သွားမှာဖြစ်ပါတယ်။2025ခုနှစ်အောက်တိုဘာလမှ2026ခုနှစ်ဇန်နဝါရီလ15ရက်အထိ CTF KKG ရဲဘော်12ဦးမြင့်မြတ်စွာအသစ်ပေးခဲ့ကြောင်း CTF KKG သတင်းနဲ့ပြန်ကြားရေးဌာနကထုတ်ပြန်ထားပါတယ်။ CTF KKG ဟာဆိုရင်နွေဦးတော်လှန်ရေးအစပြုချိန်ကစပြီးကလေးကဘောဂံကောနယ်တွေမှာတာမကပဲချင်းလက်တစ်ခုလုံးရဲ့တိုက်ပွဲတွေများစွာမှာပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့သူများလည်းဖြစ်ပါတယ်။2026ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာအိန္ဒိယဗဟိုအစိုးရကအိန္ဒိယမြန်မာနယ်စပ်ရဲ့လွတ်လပ်စွာကူးတန်းသွားလာခွင့် FMR ကိုဖျက်သိမ်းပြီးကီလိုမီတာ1600ကျော်ရှည်လျားတဲ့ချန်စီယိုခတ်ဖို့စီစဉ်ဆောင်ရွက်မှုကိုမီဇိုရမ်ပြည်နယ်အခြေစိုက်ဇိုမီကျောင်းသားသမဂ္ဂ MZP နဲ့ချင်းလူမျိုးပြန်လည်ပေါင်းစည်းရေးအဖွဲ့အစည်းဖြစ်တဲ့ Zoro အဖွဲ့အစည်းတို့က IZO မြို့မှာဆန္ဒထုတ်ဖော်ခဲ့ကြောင်းချင်းသတင်းမီဒီယာတွေကသိရှိရပါတယ်။၎င်းတို့အဖွဲ့အစည်းအနေနဲ့ FMR ဖျက်သိမ်းမှုကိုဆက်လက်ပြီးကန့်ကွက်သွားမှာဖြစ်ကြောင်းလည်းထည့်သွင်းရေးသားထားပါတယ်။ပြီးခဲ့တဲ့2026ခုနှစ်ဇန်နဝါရီလ14ရက်နေ့ကချင်းလူအခွင့်အရေးအဖွဲ့ CHRO နဲ့တင်မောသမရာတို့တွေ့ဆုံခဲ့ပြီးချင်းပြည်အပါအဝင်နိုင်ငံတဝန်းစစ်တပ်ရဲ့စစ်ရာဇဝတ်မှုအထောက်အထားတွေကိုတင်ပြခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီတွေ့ဆုံမှုတွေနဲ့ပတ်သက်ပြီးစစ်ကော်မရှင်ကဇန်နဝါရီလ16ရက်နေ့မှာရန်ကုန်မြို့ရှိတင်မောတန်ယုံယာယီတာဝန်ခံကိုစင့်ခေါ်တွေ့ဆုံခဲ့ကြောင်းသတင်းမီဒီယာကသိရှိရပါတယ်။သူတို့ရဲ့စန့်ကျင်ဘက်အဖွဲ့အစည်းတွေနဲ့တွေ့ဆုံမှုဟာဆိုရင်တီမော့အစိုးရအနေနဲ့၎င်းတို့ရဲ့ဂရိကဝတ်ကိုချိုးဖောက်တာဖြစ်ပြီးပြင်းပြင်းထန်ထန်ကောက်ကွက်ကြောင်းအတိပေးခဲ့တယ်လို့လည်းသိရှိရပါတယ်။ချင်းမျိုးသားတက္ကသိုလ် CNU မဟာဌာနများကဖွင့်လှစ်မဲ့ဒီပလိုမာသင်တန်းများဤပညာနဲ့ဥပဒေပညာသင်တန်းများအတွက်ဝင်ခွင့်လျှောက်ထားသူများအနေနဲ့စာမေးပွဲဖြေဆိုနိုင်ခွင့်နဲ့လိုအပ်တဲ့စာရွက်စာတမ်းအထောက်အထားတွေကိုနှိစက်ရာပညာရေးရုံးတွေမှာဆက်သွယ်စုံစမ်းနိုင်ပြီဖြစ်ကြောင်းချင်းပြည်ချင်းလက်အစိုးရပညာရေးဝန်ကြီးဌာနက2026ခုနှစ်ဇန်နဝါရီလ18ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။အင်အားအလုံးရင်းနဲ့ကျူးကျော်ဝင်ရောက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းနဲ့ချင်းအမျိုးသားတပ်မတော်ဦးဆောင်တဲ့ချင်းကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတဲ့ဖလန်းမြို့အနီးမှာစစ်ကော်မရှင်ကလေကြောင်းနဲ့တိုက်ခိုက်မှုတွေကိုနေ့စဉ်လိုပြုလုပ်နေတာဖြစ်ပါတယ်။ဇန်နဝါရီလ23ရက်နေ့ကထင်ချောင်းကျေးရွာအနီးနဲ့မင်းတပ်ကြောက်ထုကားလန်းတို့မှာတစ်ချိန်ယမန်နေ့20ရက်နေ့မှာမင်းတပ်မြို့အဝင်နေရာစတာတွေမှာဘုံကျဲတိုက်ခိုက်ခဲ့တာတွေဖြစ်ပြီးဒီတိုက်ခိုက်မှုတွေကြောင့်အသက်အန္တရာယ်ဆုံးရှုံးမှုတွေမရှိကြောင်းလည်းသိရှိရပါတယ်။2025ခုနှစ်အောက်တိုဘာလ19ရက်နေ့မှာကမ်ပလက်မြို့အနီးချင်းမျိုးသားတပ်မတော်တပ်ရင်း21နဲ့ချင်း Brotherhood အဖွဲ့ဝင် CTF ကမ်ပလက်တို့တိုက်ပွဲဖြစ်ပွားခဲ့ချိန်မှစပြီးကမ်ပလက်ပြည်သူမိသားစု30ကျော်ဟာလက်ရှိအချိန်လေးထိမိမိနေရပ်ကိုပြန်လည်နေထိုင်နိုင်ခြင်းမရှိဘဲတောရင်းတနေရစစ်ပေးရှောင်နေကြရပြီးအဖွဲ့အစည်းတချို့ရဲ့ထောက်ပံ့မှုအချို့ရရှိခဲ့ပေမဲ့လက်ရှိအခြေအနေအရဆေးဝါးနဲ့စားနပ်ရိက္ခာအခက်အခဲများစွာရှိနေကြောင်းကမ်ပလက်ကောင်စီတာဝန်ရှိသူများထံမှသိရှိရပါတယ်။ချင်းပြည်ချင်းလက်အစိုးရကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနလက်အောက်ရှိဒူနာပြုနဲ့တာဖွာဒီပလိုမာသင်တန်းဒုတိယအသုတ်ကို2026ခုနှစ်ဇန်နဝါရီလအတွင်းမှာစတင်ဖွင့်လှစ်တင်ကြားနိုင်ခဲ့ပြီးချင်းပြည်ရကတရောက်လာကြတဲ့ကျောင်းသားကျောင်းသူပေါင်း62ဦးရှိကြောင်းသိရှိရပါတယ်။ Interim University Council, University of Medicine 1နဲ့ချင်းပြည်ချင်းလက်အစိုးရကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနတို့ပူးပေါင်းပြီး Bachelor of Medicine, Bachelor of Surgery, MBBS ကိုလည်း2026ခုနှစ်အတွင်းမှာဖွင့်လှစ်သွားမှာဖြစ်ပြီးဝင်ခွင့်စာမေးပွဲအောင်မြင်ထားသူအနေနဲ့30ဦးရှိပြီးစောင့်ဆိုင်17ဦးရှိကြောင်းလည်းသိရှိရပါတယ်။